တနေ့မှာတော့တုတ်ကြားတစ်ကောင်ကမတော်တဆမစ်ထရိုင်လူစင်ဆက်တနက်ပေါ်ကိုတက်သွားပါတယ်။ဒါပေမဲ့ရုတ်တရက်အရွယ်ကြီးမားတဲ့ကြက်ဖတစ်ကောင်ကလေထဲကနေပြန်ဝင်လာပါတယ်။အရာရှိကဘာဖြစ်နေလဲဆိုတာတော့မသိလိုက်ရသေးခင်မှာပဲလေထဲကိုပြစ်လွတ်ခံလိုက်ရပြီးနောက်ဆုံးမှာတော့ဘီးတစ်လုံးပဲကျန်ရှိပါတော့တယ်။အရာအလုံးကိုမြင်တွေ့နေတဲ့စစ်သားတွေကတော့အံ့အားသင့်လွန်းလို့စကားမထွက်နိုင်ကြပါဘူး။အခြေအနေအန္တရာယ်များလာတယ်ဆိုတာသိလိုက်တဲ့ကြက်ဖကချက်ချင်းထွက်ပြေးသွားပါတယ်။နောက်ထပ်အရာရှိတစ်ယောက်ကဒေါသအပြည့်နဲ့ချက်ချင်းလိုက်ဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။ဒါနဲ့ကြက်ကိုအပြင်းထန်လိုက်ဖမ်းကြပေမဲ့စစ်သားတွေကကြက်ဖရဲ့လှည့်စားမှုကြောင့်အာယုံလဲသွားပြီးစဝိုင်းပုံစံနဲ့လှည့်လည်ပြေးနေကြပါတယ်။သူတို့ကလက်နက်တွေကင်ပြီးကြက်ဖကိုတနက်နဲ့ချိန်ထားကြတဲ့အချိန်မှာစစ်သားတယောက်လဲကျသွားပြီးထောင်ချောက်တစ်ခုကိုမတော်တဆလှုပ်ဆော်လိုက်ပါတယ်။ဖျဲသည့်အရွယ်လောက်ကြီးမားတဲ့ဘုံတစ်လုံးကလေထဲကနေကျလာပြီးတိတိကျကျစစ်သားရဲ့လက်ထဲကိုကျရောက်ပါတယ်။သူကကြောက်ရွံ့လွန်းလို့လက်တုံနေပါပြီ။အဲ့ဒီအချိန်ထဲမှာပဲကလေးလေးတစ်ယောက်ကသူ့ရဲ့လက်ကွင်းတုပ်လန်ချားကိုဆွဲပြီးတစ်ပင်ပေါ်ရှိဝင်ပလွေကောင်ရဲ့အုံကိုချိန်ထားပါတယ်။စစ်သားတွေကြောက်လန့်နေချိန်မှာပဲပောက်ကွဲတန်ကြီးနဲ့အတူသူတို့အားလုံးပျောက်ကွယ်သွားကြပါတယ်။ကလေးနှစ်ယောက်ကတော့ကျေနပ်စွာပြုံးနေကြပါတယ်။အဲ့ဒီအချိန်မှာပဲပူးပေါင်းသူတစ်ယောက်ကသူ့ရဲ့စစ်သားတွေနဲ့အတူလေယာအိမ်ရှိကိုရောက်လာပါတယ်။စစ်သားတွေကတကားစီကိုချက်ချင်းမီးအားပြင်းပြင်းနဲ့ပစ်ခတ်ကြပါတယ်။လုံခြုံပြီလို့ထင်လိုက်တဲ့အခါစစ်သားတစ်ယောက်ကတကားကိုအားပြင်းပြင်းနဲ့လှန်ကန်ဖွင့်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်အတွင်းမှာတော့